ပြာကောင်းလာစမ်း ကောင်းကျော်ပြာသူမြင့်ပြာသူဝါကောင်းမြင့်ဝါကောင်းမြင့်ကော ဒီလိုတရေရကိုဝါကောင်လာရဲ့ပြာသူလာရဲ့နှစ်လားပေါင်းပြီးချိန်ညာလား ခဏပေါင်းကြရလားပြီးတော့ ပြာတော်လာစမ်း15ရက်တက္ကရာ2000ခုအောက်တိုဘာ အောက်တိုဘာလားဒီ စောင်းလို့မို့လို့ အော်ပြီးတော့ အောက်တိုဘာလ65ရက် ပြီးတော့အောက်တိုဘာမှာ31တက်တာဒီ ဟောဒီလိုတရေရကိုဒီလမလို့ဟိုဘက်လာတဲ့ကြီးတယ် ဘယ်လာကြီးရတာလားပြီးတော့ ပြည်တွင်းသတင်းများကိုကြီးညာပါတော့မယ်ရှင်ငကြင်းကောင်းရှင် တိကျစားရကောင်းပါပဲကွာဘာပြောတာ နွားလေးတကောင်တေဆုံးမှုသတင်းသတင်းအစုံလင်မှာတောင်တကုံမြို့ရှိကမ်းလမ်းပေါ်တွင်နွားလေးတကောင်တေဆုံးနေရာသက်ဆိုင်ရာတာဝန်ရှိလူကြီးများက၎င်းနွားအားမတင်ငါ၍ဖြက်ကြည့်ရာနွားအတွင်းမှာအမဲသားများတွေ့ရှိရပါသည် ဟုတ်လို့ ညာ နွားတဲ့ကအမဲသားမြန်ဘာရမှာတော့ တချို့ကခွေးသားရည်နဲ့ရောတယ်လို့ ဟိုရောမှကြောက်လို့လားဖမ်းမှကြောက်လို့နော်အေးပြီးတော့ ညောင်းကလပမြို့ဇမ်းမြင်စဲဆေးကြီးအတွင်း၌ရက်ဆက်သောအမျိုးသမီးကြီးတဦးကြောင့်မုံလာဥစင်စဲမှရှင်ပန်းဖြစ်သွားခြင်း